ဒီပန်းလေးကတော့ထိုးနေကြပုံစံလေးမဟုတ်ပဲထိုးပြီးတော့ကျဲသီးကွင်းလေးနဲ့ပူပြီးတော့လှမယ်လို့ထင်လို့ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်နော်အခုဒါအရင်ကလိုချက်ဝိုင်းနေမပါပဲနဲ့ပန်းပွင့်ဓာတ်ရိုက်လေးခောက်တဲ့နည်းလေးပါနော်ဒီပန်းလေးမှာကြတော့ပွင့်ဘက်က9ဘက်ကို3ကျင်တာတစ်ဖက်ကို1လက်မနှုံနဲ့တော့9လက်မပွင့်ဘက်တစ်ဖက်မှာဆို9လက်မကုန်ပါပါနော်အခုဒါဆိုရင်ထိတ်ကလေးကိုမိတို့ပြီးတဲ့ခါကျတော့ပထမပွင့်ဘက်လေးကိုခောက်လိုက်ပါတယ်နောက်ထပ်ပွင့်ဘက်၄ခုအတွက်ကို4လက်မတိုင်လိုက်ပါတယ်4လက်မတိုင်ပြီးတော့ပထမပွင့်ဘက်နဲ့ရောပြီးတော့တုပ်လိုက်ပါတယ်ဒါဆိုလို့ရှိရင်ပွင့်ဘက်4လက်မက4ခုမဝင်းတစ်ခုကတစ်ဖက်ဆိုတော့အားလုံးပွင့်ဘက်5ခုစာပါလဲစနာလေးကိုမှတ်ပြီးတော့အကလေးနဲ့ထိုးလိုက်ပါတယ်လဲစနာကနေမှတ်ပြီးတော့ခေါက်ချိုးချိုးချမယ်ခေါက်ချိုးချိုးချလိုက်တယ်ဆိုတော့ပွင့်ဘက်အကြီးဖက်ကြီး2ခုရလာမယ်ဖက်ကြီး2ခုကတစ်ဖက်ကိုပွင့်ဘက်2ခုစီထိုးမလို့ပါနော်အခုဒါ2ခုကိုအရင်ဆုံးချိုးချလိုက်ပြီးတော့အလဲကောင်နောက်ထပ်ခေါက်ချိုးတစ်ဝက်ချိုးလိုက်ရင်ပွင့်ဘက်2ဖက်ရပါမယ်နောက်ထပ်ပွင့်ဘက်အကြီးကိုလည်းခေါက်ချိုးချိုးချလိုက်ရင်ပွင့်ဘက်2ဖက်ရမှာပါနော်ဒီလိုပန်းကလေးပုံစံမျိုးပန်းမွှင့်ဆိုင်သီးလေးပုံစံမျိုးတပွင့်နေဆိုရင်လည်းတော်တော်လှနေပါပြီဒါမဲ့ကျွန်မအကျိုးလေးပို့တဲ့ကြောင့်မလို့ဘက်ကနေပန်းပွင့်လေးရဲ့ဘက်ကနေပြီးတော့သူနဲ့လိုက်အောင်လို့ရခရုကွေလေးရဲ့ကျေစီကွင်းလေးရဲ့ပါတခါတည်းပူးပြီးထိုးပြမှာပါเนาะဒါဆိုရင်ကျွန်မပန်းပွင့်လေးရနေပါပြီပန်းပွင့်လေးရဲ့ဟိုဘက်ချမ်းမှာကျေစီကွင်းဘက်ချမ်းလေးကိုထိုးမှာပါเนาะထုံးစံတိုင်းပဲကျေစီကွင်းကတော့ကုလိုကျင်တဲ့ပုံစံ site ကိုရွေးပြီးထိုးလို့ရပါတယ်ဒီမှာတော့ကျွန်မကတော့အစင်ပြောင်လို့တစ်ခွဲလေးနေရာနေပြီးတော့မှခေါက်ချိုးချိုးလိုက်မှာပါเนาะခေါက်ချိုးချိုးပြီးတော့မှကျေသင်းကွင်းဆိုင်နေရာလေးကိုတုပ်လိုက်ပါမယ်တကယ်ဆိုဒါလေးကအင်ကြီးပေါ်မှာတိုက်ရိုက်ထိုးလို့ရပါတယ်အခုတော့ပန်းမွေးပုံစံလေးနဲ့တခါလေးမြင်သာအောင်ထိုးပြချင်တာမို့လို့ကျေသင်းကွင်းလေးကိုချုပ်ပြလိုက်ပါတယ်เนาะချုပ်ပြီးတော့ပူတဲ့အစာလေးကိုဟိုဘက်ချမ်းမှာခရုခွေလေးအခွေလေးတစ်ခွေခွေလိုက်ပါမယ်ဒါဆိုရင်အပွင့်လေးရဲ့အခွေလေးရဲ့ကျေသီးကွင်းလေးရပါမယ်เนาะဒါမျိုးလေးမှာရင်မိုးအင်ကြီးလေးမှာကြောက်ကျဲသီးလေးနဲ့ဆိုရင်တစ်ဖက်တည်းနဲ့လှပါတယ်ကြိုက်တဲ့သူကဒါဆိုလို့ရှိရင်တစ်ဖက်ပန်းကျက်သီးကွင်းအစုံလေးနဲ့လည်းလိုက်ပါတယ်အခုမှတော့ကျွန်မပန်းကျက်သီးကွင်းတစ်ဖက်တည်းကိုပဲထိုးပြလိုက်တာပါเนาะဒီလိုပန်းလေးကိုလည်းအဆင်ပြေလိုက်လို့ကြည့်ကြပါเนาะဒါလေးကလွယ်ကူရိုးရှင်းပါတယ်ပစင်းကောင်းသီးပါမမဟုတ်ပါဘူးတခါတည်းရန်ပန်းလေးတွေကပန်းလေးတွေနည်းနည်းလေးထိုးတတ်ပြီဆိုလို့ရှိရင်ကျေသီးကွင်းလေးတွေတစ်ဖက်ကွင်းလေးတွေလုပ်ပြီးတော့ကြောက်ကျေသီးလေးတွေနဲ့ဆိုရင်လည်းတော်တော်လေးကိုလှပါတယ်เนาะဒါလေးကိုအခွေလေးလည်းထိုးပြီးသွားမယ်ဆိုလို့ရှိရင်ရန်ကြီးလည်းမကြည့်ဘူးပန်းမွှင့်ဆိုင်အနေတော်လေးတွေရပါမယ်เนาะဒါမျိုးလေးတွေလိုက်ပြီးတော့လုပ်ကြည့်ကြပါဒါလေးကိုတော့ကျမကကျဲသီးကွင်းအနီလေးနဲ့ပဲထိုးပြလိုက်ပါတယ်ပစင်းကောင်းသီးတော့မပါပါဘူးကိုကြိုက်တဲ့ကျဲသီးလေးလည်းတက်လို့ရပါတယ်ဒါမျိုးလေးရမှာပါเนาะပမွေးရဆိုင်အရင်မကြည့်ပါဘူးဒါမဲ့ကာလာလေးနဲ့ဆိုတော့အရင်လေးလှပါတယ်ချစ်စရာလေးပါပန်းမွေးလေးကိုဒါဆိုရင်အားလုံးလိုက်လို့ကြောဒါပန်းမွေးလေးကျမတိုင်းပြထားတယ်เนาะပန်းမွေးရဆိုင်မကြည့်ဘူးဒီလောက်နေလေးဆိုရင်အင်ကြီးပေါ်မှာတင်လှပါတယ်เนาะဒါဆိုရင်လိုက်လို့ကြည့်မှုအဆင်ပြေမယ်ဒီမှာလေပစင်းကောင်းသီး site ကလေးနဲ့လည်းအတော်ပါပဲကဲအားလုံးအဆင်ပြေကြပါစေเนาะ